မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကျမ်းမာကြံခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါရခင်ဗျာဒီနေ့အင်္ဂါနေ့မှာစိတ်တည်ငြိမ်ဖို့နဲ့ခန္ဓာကိုယ်ဟန်ချက်ညီမှုကိုတည်ဆောက်ဖို့လေ့ကျင့်ခန်းရည်နဲ့စတင်ကြပါမယ်ဒီနေ့ပထမဆုံးပြမယ့်လေ့ကျင့်ခန်းကတော့ Bulgarian split squat ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကခြေထောက်ကြွသားတစ်ဖက်ချင်းစီကိုတမ်းမာစေပြီးခန္ဓာကိုယ်ဟန်ချက်ကိုထိန်းညှိနိုင်စေဖို့ဖြစ်ပါတယ်အဓိကဟန်ချက်ပြတ်မသွားစေဖို့ဖြစ်ပါတယ်ခြေထောက်တစ်ဖက်ကိုခုံမော်တင်ကြံတစ်ဖက်ကိုရှေ့ကိုထုတ်ထားပါခါးကိုမတ်ထားပြီးဖြည်းဖြည်းချင်းထိုင်ချပါရှေ့ထူးကခြေပြားထက်မကျော်ပါစေနဲ့10ချိန်ဘယ်ညာပြုလုပ်ပါမယ်ကိုယ်အားကိုယ်နိုင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်နောက်တစ်ပုံမှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ကြပါစေ